Okay ကျွန်တော်ဒါခေါင်းအနေထောင်းနဲ့နောက်တစ်စီလာမှဖြစ်ပါတယ်အဲ့ပုံစံရနေမှာလားမနေတော့အဲ့ဒါရမနေတော့ဘူးလေမိုက်ပါတယ်ဗျာ15စက္ကန့်လာပြီလာတယ်တော်တော်လေးကိုလာနေပြီမိုက်တယ်ဗျာတကယ်16စက္ကန့်ပေါ့နော်အရင်မိုက်ပါတယ် BMW S1000R နဲ့ Okay ကျွန်တော်တို့ဒါအနှေးနောက်တစ်စီးလာမှာဖြစ်ပါတယ်Sport bike ဖြစ်ဖို့များပါတယ် Sport bike ပါကောင်းပါတယ်ဗျအရင်ကောင်းပါတယ်เนาะသူထောင်သွားတာလေးကလည်းတကယ်ဟိုမှကောင်းပါတယ်စက္ကန့်နေထားရဆိုရင်တော့14စက္ကန့်15စက္ကန့်လောက်ရှိပါပြီ16 19 18စက္ကန့်19 20 21ရှိပါပြီစက္ကန့်နေထားရဆိုရင်20နဲ့25ဖြစ်သွားပါပြီဗောနော်28အရန်မိုက်ပါတယ်เนาะကျွန်တော်တို့တော့မမြင်ရတော့ဘူး29မှာသူဆိုင်ကချလိုက်ပါတယ်